ဒီကိုကရိုနယ်ဒိုဟာစက်ရုပ်လိုကစားနိုင်တယ်ဆိုတာကိုတက်တည်ပြလိုက်တဲ့ဂိုးတစ်ခုပါဘန်ဇီမာနဲ့ရိုနယ်ဒိုတို့တိုက်စစ်ဆင်လာပါတယ်သူတို့ရှေ့မှာနောက်ခံလူ2ယောက်အတင်းဆောင်နေပါတယ်ဘန်ဇီမာကဘောလုံးကိုရိုနယ်ဒိုစီအမြန်ပေးလိုက်ပြီးသူကိုယ်တိုင်နောက်ဘက်ကိုပြေးထွက်သွားကနောက်ခံလူတစ်ယောက်ကိုသူ့နောက်လိုက်အောင်ဆွဲခေါ်သွားပါတယ်အဲ့ဒီအချိန်မှာရိုနယ်ဒိုကနောက်ခံလူတစ်ယောက်နဲ့ 1v1 အနေထားကိုရောက်သွားပါတယ်အခုရိုနယ်ဒိုဘာလို့တလဲဆိုတာသိချကြည့်ပါရိုနယ်ဒိုကဘယ်ချီကိုမြောက်ပြီး step over လုပ်ဟန်ပြလိုက်ပါတယ်ဒါပေမဲ့နောက်ခံလူကလုံးဝမလှုပ်ပါဘူးပြီးတော့ရိုနယ်ဒိုကသူ့ခန္ဓာကိုယ်အလေးချိန်ကိုဘယ်ဘက်ကိုရွှေ့ပြလိုက်ပါတယ်နောက်ခံလူကရိုနယ်ဒိုဘယ်ဘက်ကိုထွက်မယ်လို့ထင်သွားပါတယ်ဒါပေမဲ့နောက်ဆုံးအချိန်မှာရိုနယ်ဒိုကဘောလုံးကိုညာဘက်ကိုချက်ချင်းဖြတ်ထွက်လိုက်ပါတယ်အဲ့ဒီအခိုက်အတန့်မှာနောက်ခံလူကဖြတ်ထုတ်ဖို့အပြေးဝင်လာပါတယ်အခုထပ်ပြီးတေချာကြည့်ပါရိုနယ်ဒိုကလေထဲမှာရှိနေတဲ့အချိန်တော့ညာချီနဲ့ဘောလုံးကိုထပ်ဖြတ်ထိန်းလိုက်ပြီးနောက်တစ်ချက်ထိကနောက်ခံလူဒီကနေလုံးဝလွတ်ထွက်သွားပါတယ်အခုတော့သူ့ရှိမှာဂိုးသမားတစ်ယောက်ပဲကြံပါတော့တယ်နောက်ခံလူအားလုံးကတော့သူ့နောက်မှာပဲကြံနေခဲ့ပါပြီဒီလိုထိန်ချုပ်မှုလှည့်စားမှုနဲ့အဆုံးတန်နိုင်စွမ်းကိုရိုနယ်ဒိုလိုလုတ်ပြနိုင်တဲ့ကစားသမားကတကယ်ကိုရှားပါတယ်